ဟိုက2ချောင်းကတော့ဒိုင်အောက်ကိုသွားမယ်နော်ဒီမဲနီလေးက CDI ကိုသွားမယ်နော် CDI ကိုသွားမယ်ဒီအစိမ်းတစ်ချောင်းကဘယ်ကလာလဲဆို body ကလာတယ်ဗလီယိုကနေလာတယ်နော်ဒီပြာဖြူလေးကကြတော့ဗာဆိုဖြတ်ခွင်ကလာတယ်ဖြတ်ခွင်ကဘယ်ကိုသွားမလဲ CDI ကိုသွားမယ်သူဘယ်နှမ်းမှာဝိတ်ဝက်ပြီးမသွားဘူးတခါလေ CDI ကိုတန်းဝင်တယ်နော်ဒီမှာမဲနီလေးကလည်းဒီမှာ CDI ကိုတခါလေသွားရနော်ဟောပြီးဒီနှစ်ပင်က CDI ကိုသွားမယ်ဒီဘက်ကဝါနှစ်ပင်ကဒိုင်အောက်ကိုသွားမယ်နော်ဒိုင်အောက်ကိုသွားမယ် AC သွားမယ်နော် AC သွားပြီးဒိုင်အောက်ကနေမှပြန်ဖြတ်ပြီးစီးရင်သူ DC ပြန်ပြီးအားသွင်းပေးမယ်ဗလီယိုနော်ဒိုင်အောက်ကိုဝင်ထားတဲ့အယောင်လေးကအစိမ်းတစ်ချောင်းပါမယ်အနီတစ်ချောင်းပါမယ်ဒီအနီလေးကဘယ်ကိုသွားလဲဆိုဗလီယိုတစ်ချောင်းသွားမယ်တော့အုံကိုတစ်ချောင်းသွားမယ်နော်ဗလီယိုသွားကနေမှသူဖြူလေးခံသွားမယ်နော်ဖြူလေးခံပြီးတော့မှဗလီယိုငုတ်ကိုဝင်မယ်နော်ဟုတ်ပြီတစ်ချောင်းကဘယ်ကိုသွားမလဲဒီအပေါ်ကတော့အုံကိုသွားမယ်နော်တော့အုံသွားမယ်ဆိုတော့ဒီဘက်ပိုင်းလေးကတော့ပြီးပြီနော်အဲ့ဒါဒီဘက်အယောင်လေးတစ်ချက်ဆက်ရှင်းမယ်နော်ဒီအနီအောင်ကျိုးလေးကတော့အုံကိုသွားမယ်ကျိုးလေးနော်ဟုတ်ပြီဒီဝါဖြူလေးကစီကိန်ကျိုးလေးဖြစ်တယ်ဒီအစိမ်းရောင်ကတော့ဒါ body app နော်ဗလီယိုကလည်းလာတယ် body ကလည်းလာတယ် app ဖြစ်တယ်ဒီစိမ်းဝါပင်လေးက brake switch နော် brake နေတဲ့ခါကျရင်နောက် brake ပြီးလဲမို့အတွက်ကိုအပေါင်းပိုးပေးဖို့မဲ့ကျိုးလေးဖြစ်တယ်နော်ဒီကောင်ဘယ်လိုသွားဆို brake switch ကိုသွားတဲ့အချိန်မှာ brake switch မှာအမဲတစ်ချောင်းဝင်ထားမယ်တော့ဖွင့်တဲ့ခါကျရင်အနီဘက်ကဘိုးကအနက်ကိုပြောင်းလဲသွားတယ်ဖြစ်အဲ့ကောင်အပေါ်တော့အကြောင်းကိုတက်တက်ရှင်းပြမယ်နော်ဒါလေးကဒီအနီဒီမှာနော်စိမ်းဝါလေးကじゃ brake switch ကိုသွားမယ်ဒီအမဲလေးကကျတော့နောက် brake switchနောက် brake switch နင်းလိုက်တဲ့ခါကျရင်ဒီစိမ်းဝါပင်ကိုအားပြောင်းပေးဖို့အတွက် brake switch အစုံနားလေးသွားမယ်နော် brake switch socket လေးကိုသွားမယ်နော်ဒီမှာဒီအညိုရောင်ပင်လေး coffee ရောင်လေးပေါ့အညိုရောင်ပင်လေးကဗာလဲဆိုတော့နောက် brake ပြီး silent ပြီးထုံးတဲ့ခါကျရင်လင်းမှုအတွက်ကိုသွားတဲ့ပင်လေးဖြစ်တယ်ဒီမှာမဲဖြူကဘယ်ကိုသွားမလဲ CDI ကိုသွားမယ် CDI ကိုဘာလို့သွားလဲ CDI ဆက်သက်ဖို့အတွက်သွားတဲ့အကျိုးနော်ဒီမဲဖြူပါဟုတ်ပြီဒီမှာဒီဘက်ကလိမ်မော်ရောင်ပင်လေးလိမ်မော်ရောင်ပင်လေးဒါ second နဲ့မီလင်းမှုအတွက်ကိုသွားမယ်ဘယ်ဘက်ကလိမ်မော်ရောင်ညာဘက်ကမိုးပြရောင်ဆိုပြီးတော့နှစ်ရောင်ခွဲထားတယ်ဘယ်လိမ်မော်ညာမိုးပြလို့လည်းခေါ်တယ်နော်ဒီမှာဝါနီဆိုတော့ step rally အလုံးလို့ဖို့အတွက်အပေါင်းဘွားပေးဖို့ပဲအပင်လေးဖြစ်တယ်နော်ပြီးရင်ဒီမှာဒီအမီဆော့ကလေးတစ်ချက်လေးလာလိုက်အောင်ဒီအမီကိုလေးလာမယ်ဆိုရင်ဒီမှာစိတ်နီပင်လေးက free me ဖြစ်တယ်ဒီမှာပန်းအောင်ပင်လေးက 1me ဖြစ်မယ်ဒီပြာနီပင်လေးက 2me ဖြစ်မယ်ဒီမှာစိတ်မဲပင်လေးက 3me ဖြစ်မယ်ဒီမှာနီဖြူလေးကတော့ 4me ဖြစ်မယ်နော်ဟုတ်ပြီဒါဆိုရင်တော့ဒီဝါတော့ဒီဝါအောက်တော့မှာပါတဲ့ကျိုးလေးအကြောင်းကိုအနည်းပါတော့သိသွားပြီထင်တယ်အားလုံးကျေးဇူးတင်ပါတယ်